အားလုံးပဲမင်္ဂလာပါခင်ဗျာ Happy Birthday to you Channel ကနေနှွေးထွေးစွာနဲ့ကွန်ဆက်တာလိုက်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ဇွန်လ19ရက်နေ့ကျွန်တော်တို့ Happy Birthday to you Channel ကနေတင်ဆက်ပေးမယ်ဝင်းနေစီတောင်းအစီအစဉ်မှာပါဝင်လာတဲ့မွေးနေ့ရှင်ရတော့ခေတ္တစင်ကာပူနိုင်ငံမှာရောက်ရှိနေတဲ့ကိုစောမျိုးကျော်ပဲဖြစ်ပါတယ်ခင်ဗျာ Happy Birthday ဒီနေ့ဇွန်လ19ရက်နေ့မှာရောက်ရှိလာတဲ့ကိုစောမျိုးကျော်ရဲ့42နှစ်ပြည့်မွေးနေ့ရဲ့မြတ်လေးကိုတော့အရန်ချီရတဲ့ချစ်စနီးနဲ့သမီးလေးတို့ကနေဝင်းနေစမှုကောင်လေးတောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုစောမျိုးကျော်ရဲ့42နှစ်ပြည့်မွေးနေ့ရဲ့မြတ်လေးကိုအရန်ချီရတဲ့ချစ်စနီးနဲ့သမီးလေးတို့ဆူတောင်းပေးထားတဲ့ဝင်းနေဆူတောင်းလေးတွေရတော့ Happy Birthday ပါနော်ဒီနေ့ရောက်ရှိလာတဲ့မွေးနေ့မှာစပြီးနောက်တွေပေါင်းများစွာတိုင်းဘဝပြပြရွှင်ရွှင်နဲ့ဖြစ်တန်းနိုင်ပါစေစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းတို့နဲ့ပြည့်စုံနိုင်ပါစေကိုလိုချင်တဲ့ဘဝပန်းနိုင်ကိုလည်းတက်လှမ်းနိုင်ပါစေအေးချမ်းသာရတဲ့ဘဝကိုလည်းထောက်ရပိုင်ဆိုင်ရပါစေခက်ခဲရအလုံးကိုလည်းချော်လာနိုင်ပါစေလူရင်းစနမ်းမနှများပြည့်စုံပါစေစနမ်းတဲ့ဘဝတစ်ထည်ကြပါစေရမ်းချစ်ပါလေဆိုပြီးတော့ကုစောမျိုးကျော်ရဲ့42နှစ်ပြည့်မွေးနေ့ရဲ့မြတ်လေးကိုရမ်းချရတဲ့ချစ်စနီနဲ့သမီးလေးတို့ကနေဝင်းနေစုမှုကောင်လေးတောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကုစောမျိုးကျော်ရဲ့ Happy Birthday to you Channel ကနေလည်းဒီနေ့ဇွန်လ19ရက်နေ့မှာရောက်ရှိလာတဲ့ကုစောမျိုးကျော်ရဲ့မွေးနေ့ရဲ့မြတ်လေးကိုထက်ဆင့်မွေးနေ့စုမှုကောင်လေးတောင်းဆိုပေးခြင်းပါတယ် Happy Birthday ပါခင်ဗျာမွေးနေ့ကနေစပြီးတော့ချစ်ရတဲ့မိသားစုတွေနဲ့အတူနောက်နှစ်ပေါင်းများစွာတိုင်ပျော်ရွှင်စွာနေထိုင်နိုင်ပါစေနေ့ရက်တိုင်းကိုအေးချမ်းစွာဖြစ်တန်းနိုင်ပါစေဘဝရဲ့အောင်မြင်မှုများစွာကိုလည်းပိုင်ဆိုင်နိုင်ပါစေအလုပ်အကိုင်တွေလည်းထိထက်မကအဆင်ပြေပြီးတော့စီးပွားလလာပါများလည်းတည်ရလာထူထပ်ပါစေမျက်နှာမြင်ချစ်ခင်အတန်ကြာတနာပါသည်ဆိုတဲ့ဆုကိုပိုင်ဆိုင်နိုင်ပြီးတော့ချစ်သူခင်သူပေါ်များပါစေကက်ကြီးသုံးပါရှင်သင်ငါးပါးဘေးကနေလည်းခင်ဝင်နိုင်ပါစေဘဝမှာမရှိစကားမကြားပဲနဲ့တက်ရှိကြမ်းမှပျော်ရွှင်ပြီးတော့ကောင်းသောလူရင်းဆန္ဒမှန်သမျှပြည့်ဝပါစေလို့ဒီနေ့ဇွန်လ19ရက်နေ့မှာရောက်ရှိလာတဲ့ကိုစောမျိုးကျော်ရဲ့မွေးနေ့ရဲ့မြတ်လေးကို Happy Birthday to you Channel ကနေလည်းထက်ဆင့်မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆိုပေးလိုက်ပါရခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ရောက်ရှိလာတဲ့မွေးနေ့ရှင်ပါဝင်ကျွန်တော်တို့ပြည်သူတွေအားလုံးအေးချမ်းသာရတဲ့အချိန်တွေကိုအမြဲပိုင်ဆိုင်နိုင်ပါစေလို့ Happy Birthday to you Channel ကနေဆုတောင်းမြတ်တာပို့သပေးလိုက်ပါရခင်ဗျာ Happy Birthday